င်္ဂလာပါညီမလေး こんにちは。ဟောပေါ့နော်အခုညီမလေးရဲ့နာမည်နဲ့သွားမဲ့အလုပ်မျိုးစားလေးမိတ်ဆက်ပေးပါအောင်နော် ညီမရဲ့နာမည်ကနမ်းမြင့်သူပါညီမစားတောက်ကုန်လုံးနဲ့တင်ပါအောင်သွားမှာ အခုဂျပန်ကိုသွားရတော့မယ်ဆိုတော့စိတ်ထဲမှာဘယ်လိုခံစားရ ရင်လဲကုန်တယ်စိတ်လဲလှုပ်ရှားတယ် KNK ကိုရောညီမလေးကဘယ်ကနေစပြီးကြရလဲ KNK ကိုကျတော့အတိအမတယောက်ကနေပြီးတော့ညွန်လို့အတိခဲ့ရ အခုပေါ့နော်ဂျပန်ကိုသွားတော့မယ်ဆိုတော့ကိုယ့်ရဲ့မိသားစုဝင်တွေကိုဗာပြောချင်တယ် အရင်မိသားစုဝင်တွေကိုတော့ကျမကြီးပဲ Q site ပါလို့ပြီးတော့ပေါ့အတက်ကိုလည်းဖြည်းဖြည်းချင်းပဲကြီးလာပေးပါလို့အများကြီးကြီးမလာပါနဲ့ဟုတ်လို့ပတ်စံအများကြီးရှာပြီးပြန်လာမယ်လို့ ဟောပေါ့အင်တာဗျူးအောင်ဖို့အတွက်ကိုဘာတွေကိုအဓိကထားပြီးတော့လေ့ကျင့်ပေးရမလဲ အင်တာဗျူးအောင်ဖို့အတွက်မှန်တာဘိုင်းလေးလိုရယ်မနာဘိုင်းလေးလိုတာအပြင်စာဘိုင်းလေးလိုတာပေါ့နော်ပြီးတော့ဒီဆရာဆရာမတွေပြောတဲ့ဟာတွေအကုန်လုံးနားထောင်နိုင်လို့ရှိရင်အင်တာဗျူးအောင်ပါတယ် ပြီးတော့ပေါ့နော်ညီမလေးရဲ့သွားမယ်ဂျပန်ကိုသွားမယ်အိမ်မက်တွေအကောင့်ထဲခေါ်နိုင်ခဲ့ပြီပေါ့နော်အဲ့လိုခေါ်နိုင်ခဲ့တဲ့အပေါ်မှာရောဘယ်လိုမျိုးစိတ်ခံစားချက်ဖြစ်လဲညီမလေး ကိုလည်းခုံယူရယ်ဘာလို့လဲဆိုတော့အင်တာဗျူးတစ်ခုဆိုအောင်ဖို့ဆိုတာလေမလွယ်ဘူးအဲ့လိုမျိုးပဲအဲ့ဒါကြောင့်မို့ ဟိုနော်လက်ရှိတက်နေတဲ့ KNK ကျောင်းသားတွေကိုညီမလေးကအခုသွားတော့မယ်ဆိုတော့စီနီယာတယောက်အနေနဲ့ပေါ့နော်ဘာတွေပြောချင်တယ်လဲ စီနီယာတယောက်အနေနဲ့ပြောချင်တာကတော့ဘာတော့ပထမဦးဆုံး F5 ကိုအရင်ချင်းချင်းအောင်လုပ်ပါလို့ပြီးလို့ရှိရင်ဖိုးရောက်ရရဲခန်းကြီးရပေါ့နော်ခန်းကြီးပြီးလို့ရှိရင်ပြောတတ်အောင်ရင်လုပ်ပါလို့ပြီးလို့ရှိရင်လည်းအဲ့မှာဆန်စီတီရဲ့စကားပေါ့နော်အဲ့ဒါကိုလည်းနားထောင်ပါလို့ ဟိုပါပေါ့ KNK မှာအမှတ်တရအဖြစ်ခဲ့ဆုံးအချိန်ကဘယ်ချိန်ဖြစ်မလဲ အဲ့ဒါကန်တက်တဲ့ချိန်ပေါ့ကန်တက်ခဲ့တော့ကလေတော်တော်လေးပြော့စရာကောင်းခဲ့တယ်ပြီးတော့တကြံနေလဲဖန်တီးပေးခဲ့တယ် KNK ကလေပြီးတော့အဲ့ဆန်းစီတီတာကလေတော်တော်လေးအကြောင်းသားတွေကို queue site တယ်ပေါ့နော်ညီမတို့ကြတော့မယားကြီးပခုတ်ကူမှာတက်ခဲ့တာဒါပေမဲ့မခွဲခြားဘဲနဲ့ queue site ပေးခဲ့တယ်ဆန်းစီတီတာကလေပြီးလို့ရှိရင်လည်းသမီးတို့နေချောင်းကဆန်းစီပုတ်ကိုဝင်ကိုလည်းဒီညကနေကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဆန်းစီဦးကျော်စောဦးရောပါပါတယ်ဟုတ်ပြီးကြတော့အခုညီမတို့ပြီးတော့လဲလက်တွေ့တလားလာတင်ပေးလက်တွေ့9ရက်လာတင်ပေးသေးရလေအဲ့လက်တွေ့9ရက်မှာလဲအမတ်တရားကြီးရှိခဲ့တယ်ညနေမှာညီမတို့မိုးရွာရွာကြီးချိန်မှာလဲဘောလုံးဝင်းထဲမှာဝင်ပြီးတော့လေဘောလုံးတွေကန်ခဲ့ရည်လဲရှိတယ်အဲ့လိုဆရာဆရာမကြီးကပြောတာပေါ့နင်တို့ကြီးဖျားမယ်အထဲဝင်းဘာညာနဲ့အဲ့လိုရှိခဲ့ပါတယ် အဲ့ဒါတွေကအပျော်ဆုံးချိန်တွေ အဲ့ဒါကြီးအပျော်ဆုံးချိန်တွေ